တခါတော့ကပညာရွာဆိုတဲ့ရွာလေးတစ်ရွာမှာမောင်လင်းဆိုတဲ့ကလေးလေးတစ်ယောက်နေထိုင်ခဲ့တယ်။မောင်လင်းကအရန်စူးစမ်းကျင်တက်ပြီးဘာလို့လဲဆိုတာကိုအမြဲမေးတတ်တဲ့ကလေးလေးပါ။တနေ့မှာမောင်လင်းကသူ့အဖိုးနဲ့အတူတောထဲကိုသွားခဲ့တဲ့လမ်းမှာပရွက်စိတ်လေးတွေအစာသည်နေကြတာကိုတွေ့တော့အဖိုးကြီးပရွက်စိတ်လေးတွေဘာလို့တန်းစီပြီးသွားနေတာလဲလို့မေးလိုက်တယ်။အဖိုးကပြုံးပြီးပရွက်စိတ်လေးတွေကအလုပ်ကြိုးစားတတ်ကြတယ်။သူတို့ကအချင်းချင်းကူညီပြီးစီကံရှိနေကြတာကြောင့်အစာရှာရတာလွယ်ကူတယ်လို့ပြောပြတယ်။နည်းနည်းလောက်ဆက်လျှောက်သွားတော့ငှက်ကလေးတစ်ကောင်တစ်ပင်ပေါ်မှာအိမ်ဆောက်နေတာတွေ့ပြန်တယ်။ဒါဆိုငှက်လေးကရောဘာလို့အိမ်ဆောက်နေတာလဲလို့မောင်လင်းကထပ်မေးတယ်။မိုးရွာရင်လေတိုက်ရင်ကာကွယ်ဖို့ပဲတတဝါတိုင်းမှာကိုကာကွယ်ဖို့နီးလန်းရှိတယ်လို့အဖိုးကပြန်ဖြေတယ်။အဲ့ဒီနေ့ကစပြီးမောင်လင်းဟာပရွက်စိတ်တွေစီကအလုပ်ကြိုးစားမှုကိုသင်ယူခဲ့တယ်။ငှက်လေးတွေစီကကြိုတင်ပြင်ဆင်မှုကိုသင်ယူခဲ့တယ်။နောက်တစ်နေ့ကျတော့မောင်လင်းကသူ့စာအုပ်တွေကိုတေချာစီပြီးစာလဲမှန်မှန်လုပ်လာတဲ့တငယ်ချင်းတွေကိုလည်းကူညီတက်လာတယ်။အဖိုးကပြုံးပြီးဘဟုတုတဆိုတာစာအုပ်ထဲမှာပဲမဟုတ်ဘူး။တဘာဝတရားနဲ့ပတ်ဝန်းကျင်ကနေပါသင်ယူလို့ရတယ်လို့ပြောလိုက်တယ်။ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်ဒီလိုပုံမြင်လေးတွေထပ်တင်ပေးမှာမို့အကောင့်လေးကို like နဲ့ follow လုပ်ခဲ့ဖို့မမေ့နဲ့နော်။